ဘဝချမ်းသာရာချောင်းရှာနိဗ္ဗာန်ချမ်းသာဆိုတာဘဝမှာဘဝနဲ့ယဉ်နှီးပြီးတော့လောက်ရပါမယ်လို့ဘဝထဲမှာရနိုင်တဲ့ချမ်းသာမဟုတ်ဘူးလို့ပြောရမှာဖြစ်တယ်။တော့နိဗ္ဗာန်ချမ်းသာဘဝထဲမှာရနိုင်တဲ့ချမ်းသာဒုက္ခလို့ပြောမယ်ဆိုလို့ရှိရင်တော့ယန္နာရှင်မြတ်တွေဖလားသမဘဝင်စားပြီးနိဗ္ဗာန်ကိုအာရုံပြုနေတဲ့အချိန်ကိုတော့ဒါသဥပါရိသေသနိဗ္ဗာန်လို့ခေါ်နိုင်တယ်ပေါ့လေ။အဲ့ဒါဘဝနဲ့ဘဝရှိနေတော့မှရတဲ့ချမ်းသာကိုနိဗ္ဗာန်ချမ်းသာကိုသဥပါရိသေသနိဗ္ဗာန်လို့ခေါ်တယ်။ကိလေသာတွေကုန်သွားလို့ယင်ထဲမှာပူပန်မှုတွေမရှိတော့တဲ့ချမ်းသာသို့တော်ခန္ဓာဒုက္ခကြီးကရှိနေသေးတယ်ပေါ့။ခန္ဓာဒုက္ခကြီးကိုအသာမေ့ထားလိုက်ပြီးတော့ကိလေသာပူပန်မှုတွေမရှိတော့တဲ့ချမ်းသာဒုက္ခနိဗ္ဗာန်ကိုအာရုံပြုပြီးနေတာကိုသဥပါရိသေသနိဗ္ဗာန်လို့ခေါ်တယ်။နောက်ဆုံးခန္ဓာချုပ်ငြိမ်းသွားပြီးတဲ့နောက်မှာခန္ဓာ၅ပါးချုပ်ငြိမ်းသွားတဲ့အငြိမ့်တက်ပထမကိလေသာငြိမ်းတယ်အကြောင်းတရားဖြစ်တဲ့ကံနဲ့ကိလေသာငြိမ်းတယ်ဒုတိယခန္ဓာငြိမ်းတယ်ခန္ဓာပါငြိမ်းသွားတဲ့အခါကျတော့ထူးခြားဝင်စားပြီးတော့နေရတာမဟုတ်တော့ဘဲနဲ့သာဝရအငြိမ့်တက်တစ်ခုကိုရရှိသွားတယ်သာဝရအငြိမ့်တက်ရတဲ့အခါမှာအဲ့ဒီမှာတော့ဝေဒနာနဲ့ခံစားတဲ့ချမ်းသာမဟုတ်တော့ဘူးတဏှိဒုက္ခလို့ခေါ်တဲ့ဒီအငြိမ့်တက်ချမ်းသာဖြစ်တယ်ပေါ့အဲ့ဒါကိုအနုပါတိသေသနိဗ္ဗာန်လို့ခေါ်တယ်အဲ့ဒါလို့နိဗ္ဗာန်နှမျိုးနဲ့မပတ်သက်ဖ ೇನೆ ဒီမှာဘဝချမ်းသာရချောင်းရှာဘဝထဲမှာရနိုင်တဲ့ချမ်းသာဒုက္ခကိုရှာကြံရမယ်ဆိုတဲ့ပုဂ္ဂိုလ်တွေအတွက်မြတ်စွာဘုရားကလမ်းခင်းပြထားတယ်မိမိရဲ့ဘဝလေးကိုတွေ့တာပြီးတော့ရရှိထားတဲ့ဘဝမှာချမ်းသာအောင်ဘယ်လိုနေကြမလဲချမ်းသာအောင်ဘာလုပ်ရမလဲဆိုတာဘဝချမ်းသာဘဝဆိုတာကိုတော့မြတ်စွာဘုရားကချမ်းသာဒုက္ခနဲ့တွဲဖက်ပြီးတော့ပြောခဲ့တယ်ဘဝဆိုတာဘယ်ဘဝမှမကောင်းဘူး။အိုခြင်းနာခြင်းသိခြင်းနဲ့ဆုံးသက်တာဖြစ်တယ်။ဒါကြောင့်ဘဝကိုတော့ဘုရားချီးမွမ်းတာမဟုတ်ဘူး။သို့တော်ဘဝထဲမှာချမ်းသာဒုက္ခမရဘူးလို့ဟောတာမဟုတ်ဘူး။ဘဝထဲမှာချမ်းသာဒုက္ခရတယ်ပေါ့။အဲ့ဒီရနိုင်တဲ့နိလန်းကိုဟောကြားတာဒုက္ခပဋ္ဌနာသုတ်လို့ခေါ်တယ်။ချမ်းသာကိုလိုလားတာချမ်းသာကိုတောင်းတခြင်းချမ်းသာကိုလိုလားခြင်းလို့အဓိပ္ပာယ်ရှိတဲ့ဒုက္ခပဋ္ဌနာအဲ့ဒီဒုက္ခပဋ္ဌနာသုတ်မှာမြတ်စွာဘုရားကဘာဟောထားလဲလို့ဆိုရင်ချမ်းသာဒုက္ခရခြင်းနဲ့ဆိုလို့ရှိရင်တဲ့သီလကိုစောင့်ပါဒီတစ်ခုတည်းကိုပဲဥတည်ပြီးတော့မြတ်စွာကိုယ်ချင်းတရားကောင်းမှုတိုက်တွန်းတာချမ်းသာဒုက္ခရခြင်းဆိုလို့ရှိရင်သီလကိုပဲစောင့်ပါလို့သူတို့ပြောတယ်သီလဆိုတာကိုချင်းတရားမပြတ်ပါစေနဲ့မိမိတို့စောင့်ထိန်ထားတဲ့သီလမှာဒီပုဂ္ဂိုလ်တွေမှာဆိုလို့ရှိရင်အနည်းဆုံး၅ပါးသီလယမယံကစောင့်တည်တဲ့၈ပါးသီလအနည်းဆုံး၅ပါးသီလလုံယုံအောင်ထိန်သိရမယ်ကိုချင်းတရားမပြတ်၅ပါးသီလလုံယုံပြီဆိုလို့ရှိရင်ချမ်းသာဒုက္ခတွေရနိုင်ပါတယ်တဲ့ရနိုင်တဲ့ချမ်းသာတွေကဘာတွေတော့ကိုလိုချင်တဲ့ချမ်းသာတွေလောကမှာအများစုလိုချင်တာ၃မျိုးရှိတယ်လို့ဒီသုတ်တံမှာဟောထားတာရှိတယ်လိုချင်တာ၃မျိုးပဲသို့တော့လူရဲ့ဆန္ဒအလိုက်လိုချင်တာတွေကအလွန်များတယ်လိုချင်တာတွေကအလွန်များတယ်မဆုံးနိုင်အောင်များပြားတယ်ပေါ့သို့တော့ဒီသုတ်တံမှာမြတ်စွာဘုရားလိုချင်စရာကောင်းတဲ့ချမ်းသာ၃မျိုးကိုဖော်ပြထားတယ်အဲ့ဒါဘာလဲလို့ဆိုရင်လူဘဝရလာတဲ့အခါမှာလူတကာရဲ့အထင်ကြီးလေးစားချီးမွမ်းထောမနာခြင်းခံရမှုဒါလည်းလူတိုင်းလိုလားတဲ့အရာပတန်တာဆိုတာချီးမွမ်းတာကိုလူတိုင်းကြိုက်တယ်ကဲရတာကြမထိုက်ဘူးနော်လောကရန်ထဲမှာချီးမွမ်းခြင်းကဲရခြင်းဆိုတဲ့နှမျိုးရှိတယ်တဲ့ပဲကိုယ်ကိုချီးမွမ်းခံရလို့ရှိရင်လူတိုင်းဟာနှစ်သက်ကြတယ်အေးဒါကြောင့်မို့ဘဝမှာချီးမွမ်းခံခြင်းနဲ့
ဆိုလို့ရှိရင်တော့ဘာလုပ်ရမလဲကိုချင်းတရားကောင်းအောင်လုပ်ပါလို့မြတ်စွာဘုရားဟောတာဒါမြတ်စွာဘုရားဟောတဲ့တရားတွေကဆုတောင်းရမှာတခုမှမပါဘူးသူလူချင်းနဲ့ဆိုရင်လုပ်ဖို့ပဲပြောတာသူနီလန်းနဲ့သူအကြောင်းနဲ့သူဒါလူချင်းနဲ့ဆိုရင်ဒါရာချောင်းတရားရှိတယ်ဥပမာအသီးစားခြင်းနဲ့ဆိုရင်ဒီကိုယ့်ကိုစိုက်တဲ့အသီးပေါ့နော်အသီးစားခြင်းနဲ့ဆိုရင်အပင်စိုက်ပေါ့အသီးကိုစိုက်ပဲဒီအသီးစားမှာပဲဆိုလိုတာကကိုလှုပ်ထားကိုရတဲ့အကြောင်းကိုပြောပြလူလောကမှာချီးမွမ်းထောမနာမှုအများရဲ့ကြီးညိုလေးစားမှုကိုခံရင်ကိုချင်းသီလကောင်းအောင်လုပ်ပါဒီတစ်ခုနောက်နံပါတ်2ကဘာလို့ဆိုရင်လူတွေဟာပစ္စည်းဥစ္စာပြည့်ပြည့်စုံစုံကြွယ်ဝချမ်းသာခြင်းကြတယ်ကြွယ်ဝချမ်းသာခြင်းကိုဤမျိုးမျိုးနဲ့ကြိုးစားကြတယ်မြတ်စွာဘုရားကတော့ကြွယ်ဝချမ်းသာအောင်ဘာလုပ်ရမလဲလို့ဆိုတာကြွယ်ဝချမ်းသာခြင်းနဲ့ဆိုရင်လည်းပဲကိုချင်းသီလကောင်းအောင်ထိမ့်သိမ်းပါလို့ဒီနေရာမှာစဉ်းစားเสียရှိတယ်သီလကောင်းတာနဲ့ကိုချင်းကြွယ်ဝချမ်းသာနိုင်ပါမလားလို့စောရကတက်เสียရှိတယ်နော်သီလလုံတာနဲ့ကြွယ်ဝချမ်းသာနိုင်ပါမလားမြတ်စွာဘုရားဟောတဲ့တရားတွေကအခြေခံကြတာကိုဟောတာဖြစ်တယ်ပေါ့နော်ပစ္စည်းဥစ္စာရကျင်နေဆိုရင်တခြားသုတ်တန်တွေမှာဘာဟောတော့ဆိုမင်းကြိုးစားရှာတဲ့ကြိုးစားရှာအလေးလွတ်မရှိအောင်ထိမ့်သိမ့်ဝင်ငွေထွက်ငွေမြတ်တာအောင်သုံးမိကောင်းဆွေကောင်းတွေနဲ့ပေါင်းလို့ဒီလိုဟောတယ်ပစ္စည်းဥစ္စာတိုးတက်ခြင်းလို့ရှိရင်အဲ့လိုဟောတယ်ဒီသုတ်တန်မှာကြတော့ဘောဂာမေဥပ္ပစ္စံတုငါမှစိစဉ်ဥစ္စာတွေကျွယ်ဝချမ်းသာခြင်းနဲ့ဆိုရင်ကိုချင်းသီလပဲထိမ့်သိမ့်ပါလို့ဒီလိုဟောတာဟာဘာကြောင့်လဲစဉ်းစားကြည့်ရမှာပစ္စည်းဥစ္စာဘလောက်ပဲကျွယ်ဝချမ်းသာရှာဖွေလို့ရတဲ့ချမ်းသာပဲဖြစ်စေနော်မိမိရဲ့ကံကြမ္မာကံကပေးလို့ကိုယ့်ရဲ့ဘိုးဘွားပြီးပင်တွေရဲ့ရှာထားတဲ့ပစ္စည်းတွေအမွေရလို့ပဲဖြစ်စေလောကလူတွေဟာကြွယ်ဝချမ်းသာမှုတွေအမျိုးမျိုးရှိတယ်ပေါ့မိဘလက်ထက်ကကြွယ်ဝချမ်းသာတာရှိတယ်ကိုယ်လက်ထက်မှာကြိုးစားလို့ရတာရှိတယ်တခြားနည်းနဲ့ရတဲ့ပစ္စည်းဥစ္စာအဲ့ဒီပစ္စည်းဥစ္စာတွေဟာကိုချင်းတရားပြတ်သွားပြီဆိုလို့ရှိရင်ယိုကျပျက်စီးသွားနိုင်တယ်ပေါ့ဒါကိုရည်ညွှန်းတာမြတ်စွာဘုရားနော်ရှိတဲ့ပစ္စည်းဥစ္စာတွေဟာကိုချင်းသီလပြတ်သွားတာနဲ့တပြိုင်နက်ပျက်စီးသွားတယ်ရှုပေါက်ကြီးတွေဖြစ်သွားတယ်ဒါကြောင့်မို့လို့ပစ္စည်းဥစ္စာရဲ့ရှုပေါက်မှာအပျော်ကျူးမှုတွေအကစားကျူးမှုတွေအတောက်စားကျူးမှုတွေကိုပစ္စည်းဥစ္စာရဲ့ရိုးပေါက်ကြီးတွေဖြစ်မြတ်စွာဘုရားဟောထားလောကမှာလဲလောက်ပဲချမ်းသာတထေးသားတွေဟာနော်ချမ်းသာပြီးကိုချင်းတရားပြတ်သွားပြီဆိုလို့ရှိရင်ပစ္စည်းဥစ္စာတွေပြတ်ကုန်တာတဖြည်းဖြည်းကုံဆုံးသွားကြတာရှိပဲကုန်ပစ္စည်းဥစ္စာမပြတ်တာဆိုတာမရှိဘူးအလုံးဟာပျက်စီးသွားတယ်ပျက်စီးလောက်တဲ့အတိုင်းအတာထိအောင်ကိုချင်းတရားပြတ်သွားရင်တော့အလုံးပျက်စီးသွားမှာနောက်ဆုံးမှာကိုချင်းတရားပျက်စီးပြီးတော့ပြစ်မှုတွေကျူးလွန်လို့ပြစ်ဒဏ်ချခံရတာတို့ဒါမျိုးတွေကစပေါ့နော်အဲ့ဒါလို့ထောင်သွင်းကျဉ်းချခံရတာပြစ်ဒဏ်ချခံရတာမကောင်းမှုဒုစရိုက်တွေရဲ့အကျိုးကိုခံရတာဆိုတာတွေနဲ့ကိုချင်းသီလပြတ်သွားပြီဆိုရင်ရှိထားတဲ့ပစ္စည်းတွေတောင်မှပဲအကုန်လုံးအသိမ်းခံရတယ်လူလည်းဖန်ဆီးခံရတယ်ဆိုတာမျိုးဖြစ်တယ်အဲ့ဒီရှုထောင့်ကကြည့်မယ်လို့ဆိုလို့ရှိရင်မြတ်စွာဘုရားဟောတာအမတန်မှမှန်ကန်တယ်ပေါ့ကိုယ်တဏ္ဍာမှာရှိထားတဲ့ပစ္စည်းဥစ္စာတွေမပျက်စီးစေခြင်းမှုဆိုရင်ကိုချင်းတရားကောင်းကျင့်ပါစီးပွားဥစ္စာတွေကိုယ်တဏ္ဍာမှာလုံလောက်ဖြစ်ပြီးတည်ရှိနေဖို့ဆိုရင်ကိုချင်းသီလကောင်းအောင်အသင့်ဆိုတဲ့ကိုချင်းတရားမပြတ်အောင်ထိမ့်သိမ်းဆောက်ရှောက်ပါလို့သူတို့ပြောတယ်နောက်တစ်ခုကတော့ဒီဘဝနဲ့မပတ်သက်ဘူးလူဆိုတာအသက်အရွယ်ကြီးလာလို့ရှိရင်ဘာစဉ်းစားလာတော့ဆိုအသက်ကြီးလာပြီဆိုရင်တရားမှသိလာနော်ဘယ်သူပဲဖြစ်ဖြစ်ဒီနေ့တရားမယ်ဆိုတာသိလာတဲ့အခါကျတော့ဘာဖြစ်ချင်
သိပြီးတဲ့နောက်ကောင်းတဲ့ဘဝရောက်ချင်တယ်ဒါဆန္ဒပဲလူရဲ့နောက်ဆုံးဆန္ဒဟာဒါပဲကောင်းရာသုဂတိဘုံရောက်ချင်တယ်သာသမီတွေကလည်းကိုမိအိုဖအိုဆိုရယ်ကောင်းရာသုဂတိရောက်စေချင်မိဘတွေကလည်းသာသမီပေါ်မှာကောင်းရာသုဂတိဘုံရောက်မနေရလို့သိကြတဲ့အခါမှာကောင်းတဲ့ဘုံကိုရောက်စေချင်ကြမကောင်းတဲ့ဘုံရောက်သွားမှစိုးရင်တော့ကဖြစ်ကြဒါကြောင့်မို့အဲ့ဒီလိုမစိုးရင်ရအောင်သိဆုံးသွားတဲ့နောက်မှာကောင်းတဲ့သုဂတိဘုံရောက်ဖို့ရောက်ချင်တယ်လို့ဆိုလို့ရှိရင်လည်းပဲကိုချင်းသီလကိုပဲထိန်းသိမ်းဆောင်ရှောက်ပါလို့ဒီလိုဟောတာကိုချင်းသီလထိန်းသိမ်းဆောင်ရှောက်တယ်ဆိုရင်ကိုချင်းသီလကောင်းမှုကိုအကြောင်းပြုပြီးတော့နောက်ဘဝမှာဂတိလွယ်မှားသွားတာမဖြစ်နိုင်ဘူးပေါ့ကိုချင်းသီလရဲ့စွမ်းအားနဲ့လူတွေဟာကောင်းရာသုဂတိဘုံကိုရောက်ကြတာဖြစ်တယ်ပေါ့သီလဟာဥပဒါရဏတဲ့ကုသိုလ်တရားတွေကိုဆွဆောင်ထားနိုင်တယ်ရှင်သိစီသည်တင်ကြီးရွှေခွက်မှသာတည်တယ်လို့ဆိုသလိုပဲကုသိုလ်ကောင်းမှုတွေဟာသီလရှိမှတည်တယ်လို့သူတို့ပြောတာကိုချင်းသီလနဲ့ပြည့်စုံနေပြီဆိုရင်ကုသိုလ်တရားတွေကိုယ်တဏ္ဍာမှာရှိပြီကုသိုလ်တရားတွေရှိနေသောကြောင့်ထိုကုသိုလ်ကံရဲ့အကျိုးပေးမှုနဲ့ကောင်းရာသုဂတိဘုံရောက်မှာပဲတေချာပေါင်းရောက်နိုင်တယ်လို့သူတို့ဆိုတယ်ဒါကြောင့်မို့ဒီသုတ်တံမှာမြတ်စွာဘုရားကသီလကိုအဓိကထားပြီးတော့ဟောလိုက်တာအဲ့တော့မြတ်စွာဘုရားရဲ့တရားတော်တွေဟာအလုံးဟာအကြောင်းနဲ့အကျိုးတွေစီလျော်ညီညွတ်တာတွေကြီးပဲအကုန်လုံးအဲ့ဒီမှာမြတ်စွာဘုရားရဲ့စကားလုံးနဲ့ပြောမယ်ဆိုလို့ရှိရင်သီလံရခေယမေတာဝီစဉ်းစားဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ဟာကိုချင်းသီလကိုထိန်းသိမ်းဆောင်ရှောက်ပါတဲ့ကိုချင်းတရားမပြတ်ပါစေနဲ့ပဋ္ဌယာနောတယောဒုက္ခေဘဝမှာချမ်းသာဒုက္ခ၃မျိုးကိုလိုလားတယ်တောင်းတတယ်မျှော်လင့်တယ်ဆိုလို့ရှိရင်သီလကိုထိန်းသိမ်းဆောင်ရှောက်ပါတဲ့ကိုချင်းတရားကောင်းပါစေတဲ့ပတံတံဝိတ္တလာဘိသပစ္စတိုက်ခေပမောဒနာပတံတဆိုတာလူတကာရဲ့ချီးမွမ်းခံရမှုလိုချင်တယ်ဆိုရင်လည်းကိုချင်းသီလထိန်းသိမ်းဆောင်ရှောက်ပါဝိတ္တလာဘစိစိမ်ဥစ္စာတွေပြည့်စုံခြင်းနဲ့ရခြင်းနဲ့ဆိုလို့ရှိရင်လည်းကိုချင်းသီလကိုပဲထိန်းသိမ်းဆောင်ရှောက်ပါပစ္စတိုက်ခေပမောဒနာတည်သွားတဲ့နောက်မှာလည်းပဲနတ်ပြည်ရောက်ဖို့နတ်ပြည်မှာဝမ်းမြောက်ဝမ်းသာနေရဖို့ဆိုလည်းပဲကိုချင်းသီလကိုပဲထိန်းသိမ်းဆောင်ရှောက်ပါလို့ဒီလိုတိုက်တွန်းတာအဲ့တော့ဗုဒ္ဓရဲ့အဆုံးအမတရားတော်တွေထဲမှာကျင့်စဉ်တစ်ခုအနေနဲ့ပြောရမယ်ဆိုရင်သီလသမာဓိပညာအဗ္ဗဒမတိတိကျကျဟောထားတာဖြစ်တယ်နော်ဘာလို့ရမလို့မပြောဘုရားသခင်ကိုတန်တရမယ်ဘုရားသခင်သာဆုတောင်းရမယ်ပြစ်မှုတွေကိုလွန်မြောက်အောင် confession လုပ်ရမယ်ဝန်ချတောင်းပန်ရမယ်ဖြောင်းချက်ပေးရမယ်လို့မပါဘူးနော်ဘယ်တကူရှင်ရဲ့အစွမ်းတတ္တိမှမပါဘူးဒီအကျိုးစီးပွားတွေကိုလိုလားတယ်ဆိုလို့ရှိရင်ကိုယ်တိုင်လုပ်ဖို့ပဲကိုယ်တိုင်လုပ်ဖို့ပဲကိုကျင့်သီလကိုထိန်းသိမ်းစောင့်ရှောက်လိုက်မယ်ဆိုလို့ရှိရင်ဒီအကျိုးတရားတွေဟာကိုယ်တဏ္ဍာမှာဖြစ်ပေါ်လာဒါတွေဟာဘဝမှာလူတွေလိုချင်တဲ့ချမ်းသာဒုက္ခ၃မျိုးပဲဖြစ်တယ်လို့သူဆိုတယ်အများစုလိုချင်တာအဲ့တော့ဒီထဲမှာကျုံးဝင်သွားတယ်ပေါ့နော်လိုချင်တဲ့ဆိုချမ်းသာဒုက္ခ၃မျိုးသီလကိုထိန်းသိမ်းစောင့်ရှောက်ပါအဲ့ဒီမှာမြတ်စွာဘုရားဘာကြောင့်ဒီလိုဟောရတယ်ကိုချင်းသီလကိုဘာကြောင့်အဓိကထားရတယ်လဲဆိုအဲ့ဒါနဲ့ပတ်သက်ပြီးတော့ဆက်ပြီးတော့ဟောတာဒီမှာကိုချင်းသီလနဲ့ပတ်သက်ပြီးတော့အရေးကြီးတာဘာလို့ဆိုရင်အပေါင်းအသင်းဟာလည်းပထမအရေးကြီးတယ်လူတော်လူကောင်းပင်ဖြစ်စေကမူအပေါင်းအသင်းကြောင့်လည်းပျက်စီးသွားနိုင်တယ်လူကိုခင်မင်တဲ့အခါမှာသူ့စရိုက်တွေကိုမကြိုက်ပေမဲ့လို့သူနဲ့ပေါင်းသင်းဆက်ဆံမှုကြောင့်နော်ပါသွားရတယ်ပေါ့ပါသွားရတယ်အဲ့ဒါကြောင့်မလို့မြ
မြတ်စွာဘုရားဆက်ဟောတာအကရွန်တောပိစေပပံမင်းမဟုတ်တာမလုပ်ချင်နေမဟုတ်တာမလုပ်တာမှန်တယ်မဟုတ်တာမလုပ်ပြီမဲ့လို့ကရွန်တမုပတိဝတိမဟုတ်တာလုပ်တဲ့လူနဲ့မင်းပေါင်းမယ်ဆိုရင်မင်းကတော့ဟုတ်ပါတယ်မတော့ဘူးဒါပေမဲ့တောက်တဲ့လူနဲ့ပေါင်းမယ်မင်းကဒုစရိုက်တွေကိုရှောင်တယ်မှန်တယ်ဒါပေမဲ့ဒုစရိုက်သမားနဲ့မင်းပေါင်းတယ်ဆိုရင်မြတ်စွာဘုရားဖြစ်လာနိုင်တဲ့ဒီပတန္တာဆိုတဲ့လူချီးမွမ်းခံရမှုတွေကလည်းပဲပျက်စီးသွားနိုင်တယ်ပေါ့ကိုချင်းတရားမရှိလို့ရှိအပေါင်းအသင်းကြောင့်လည်းလူတွေရဲ့ချီးမွမ်းခံရမှုဆိုတာပျက်စီးသွားနိုင်တယ်တဲ့သင်္ကိယောဟောတိပပတ္တမေအဝဏောသတ္တရုဟတိလူတွေကမင်းကိုတန်တရားဖြစ်လာလိမ့်မယ်သူပေါင်းတဲ့လူတွေကအတောက်သမားဒီကောင်လည်းတောက်ပုံရတယ်သူပေါင်းတဲ့လူတွေကမူရသမားတွေသူလည်းပဲဒီဟာလုံနေပုံရတယ်ဟောတန်တရားတွေဝင်လာတယ်တန်တရားတွေဝင်လာလို့လူကောင်းသူကောင်းတွေကသူ့ကိုတတိထားပေါင်းလို့တတိပေးခံရတဲ့အနေထားမျိုးဖြစ်လာဒါအဝဏောသတ္တရုဟတိသူ့ရဲ့မကောင်းတဲ့ဟာလည်းတက်လာနော်ကိုယ်တိုင်ကမကောင်းတာမလုပ်ဘူးမှန်တယ်သို့သောမကောင်းတာလုပ်တဲ့လူနဲ့လက်တွဲမယ်ဆိုရင်ဒီလိုအထင်အမြင်လွဲမှားတာတွေကိုခံရတတ်တယ်ကိုယ်တိုင်မလုံးနဲ့အောင်ဒီလိုမကောင်းတဲ့သတင်းတွေကြော်စောတတ်တယ်တဲ့ဆိုပြီးတော့လူသဘာဝကိုမြတ်စွာဘုရားဟောတယ်ယာဓိတံကုရုတေမိတ္တံတာဓိတံယာဓိတံစုပသေဝတိလောကလူတွေဟာမိတ်ဆွေတွေကိုပေါင်းကြတယ်ပေါင်းတာကအဲ့ဒီလိုပေါင်းတဲ့လူနဲ့အလားတရံတူသွားတယ်ကိုပေါင်းတဲ့လူနဲ့အလားတရံတူယာဓိတံကုရုတေမိတ္တံအကျင့်သီလမကောင်းတဲ့ပုဂ္ဂိုလ်ကိုမိတ်ဆွေဖွဲ့တယ်အကျင့်သီလပြက်ပြားနေတဲ့ပုဂ္ဂိုလ်ပေါင်းတဲ့ဆက်ဆံတယ်ဆိုရင်သဝေတာရိတကောဟောတိသူလည်းအဲ့ဒီပုံစံဖြစ်သွားတယ်နော်တဖြည်းဖြည်းနဲ့အဲ့ဒီလိုက်ဝင်သွားတယ်လို့သူတို့ပြောတာကိုယ်ပေါင်းတဲ့ဆက်ဆံမှုနဲ့သဟဝတောဟိတာရိတောအတူတကွနေတယ်ဆိုတာဒီတိုင်းပဲကိုယ့်ပေါ်မှာအကျိုးသက်ရောက်မှုတွေဖြစ်လာတယ်နော်မကောင်းတဲ့လူနဲ့ပေါင်းရင်မကောင်းတဲ့အနည်းဆုံးဖြစ်မယ်သူတို့ဆိုလိုတယ်နော်အဲ့တော့မကောင်းတဲ့လူနဲ့ပေါင်းရင်ကိုယ်လည်းမကောင်းတဲ့သဘောတရားတွေဟာတစိမ့်စိမ့်နဲ့ဝင်လာပြီးတော့ကိုယ်လည်းမကောင်းတဲ့လူတယောက်ဖြစ်လာနိုင်တယ်တဲ့အဲ့ဒါကိုမြတ်စွာဘုရားဟောပြတယ်သေဝမာနောသေဝမာနာတံဖုတ်ထောတံဖုတံပရံလက်တွဲတယ်အတူတကွနေတယ်ပေါင်းတဲ့ဆက်ဆံတယ်ဆိုရင်တဲ့တရောထိတ်တော်ဝတရောထိတ်တော်ကလာပံဝအမိတ္တအလိတ္တမုပလိမတိဆိုလိုတာကအစိတ်လူးများနဲ့အတူရောပြီးတော့စိတ်လူးများတွေထဲ့တဲ့မြားချီထောက်လို့ခေါ်တယ်မြားတွေထဲ့တယ်မြားဘူးရှေးကသုံးပေါ့နော်မြားတွေကိုထဲ့ပြီးတော့လွယ်ထားတယ်မြားချီထောက်ဘူးမြားမှာအစိတ်ပါတယ်ဘူးထဲမှာအစိတ်မရှိဘူးသို့တော့အစိတ်ရှိတဲ့မြားတွေထဲ့သည့်အတွက်ကြောင့်အဲ့ဒီဘူးဟာလည်းပဲအစိတ်တင်လာသူဟာလည်းအစိတ်တွေကူးသွားတယ်လို့ဆိုလိုတယ်ပေါ့လူရဲ့ပေါင်းတဲ့ဆက်ဆံရေးဟာလည်းပဲဒီတိုင်းပဲမကောင်းတာလုပ်တဲ့လူနဲ့ပေါင်းလို့ရှိရင်ကိုယ်ဟာလည်းမကောင်းတဲ့အစိတ်တွေတင့်နိုင်မယ်လို့သူဆိုတယ်မကောင်းတဲ့အစိတ်တွေတင့်လာနိုင်တယ်ဥပလေပဗယာဓိရောနေဝပပတခတိယာအဲ့လိုမကောင်းမှုတွေနဲ့ကိုယ်ပတ်သက်မှကြောက်ပဲဆိုလို့ရှိရင်တော့ဘယ်တော့မှမကောင်းတဲ့လူနဲ့မပေါင်းနဲ့နော်မကောင်းတဲ့ဒုစရိုက်သမားနဲ့ကိုယ်မှမပေါင်းနဲ့ဘောတဲ့ဟဲမလုံးနဲ့လို့မြတ်စွာဘုရားဆုံးပါတယ်ဒါမင်္ဂလာတုံးမှာလည်းပဲဒီပုံစံပဲဆုံးမတာပဲအသေဝနာစဘာလာနံဆိုတာလည်းဒီပုံစံဆုံးမတာပဲเนาะအဲ့ဒီမှာဥပမာလေးတစ်ခုလူတွေနားလည်အောင်လို့မြတ်စွာဘုရားဥပမာနဲ့ပေးတယ်
ပုတိမစ္ဆံကုတကေနယောနရောဥပနရှတိသမမ်းမြက်နဲ့ငပိကိုထုတ်မယ်ဆိုလို့ရှိရင်ငပုတ်ကိုငါပုတ်နေတဲ့ငါးကိုသမမ်းမြက်နဲ့ထုတ်မယ်ဆိုလို့ရှိရင်ငါးရဲ့အပုတ်နှံဟာသမမ်းမြက်ကိုပါကူးဆက်သွားမယ်သမမ်းမြက်ကငကောပုတ်တာမဟုတ်ဘူးငပုတ်ထုတ်လိုက်တာနဲ့သမမ်းမြက်ဟာလည်းပုတ်သွားတယ်နော်ပုတ်သွားတယ်ကုတာပိပုတိဝါယန္တိသမမ်းမြက်တွေလည်းပုတ်စော်နှံကုန်တယ်တဲ့ဧဝံဘာလူပသေဝနာမကောင်းတဲ့လူနဲ့ပေါင်းရင်အဲ့ဒီတိုင်းပဲတဲ့ကိုယ်လည်းမကောင်းတဲ့နေဖြစ်တယ်လို့သူဆိုတယ်နော်မကောင်းတဲ့တွေကိုယ်မှာဖြစ်ပေါ်လာတတ်တယ်ထို့တူပဲကောင်းတဲ့လူနဲ့ပေါင်းရင်တကရင်စပလာသေနယောနရောဥပနရှတိတောင်စလက်ဆိုတာဗမာပြည်မှာတော့ချင်းတောင်ဘက်မှာရှိတယ်လို့ကြားတယ်တောင်စလက်ဆိုတဲ့စကိုင်းတောင်မှာရှိတဲ့အဲ့ဒါသိမ့်မမွေးဘူးအဖြူပွင့်နေပွင့်အခုတောင်စလက်လို့ဘာသာပြန်တဲ့တခရဆိုတဲ့ပါဠိစကားရှိတယ်တောင်စလက်လို့ပဲပြန်တယ်သူကမွေးတယ်တကရင်စပလာသေနယောနရောဥပနရှတိမွေးကြိုင်နေတဲ့တောင်စလက်ပန်းနဲ့တိရွက်ကိုထုတ်မယ်ဆိုလို့ရှိရင်တဲ့ပတ္တာပိသူရပိဝါယန္တိထုတ်တဲ့အရွက်တွေဟာလည်းပဲတောင်စလက်ပန်းရနကုကိုထုတ်ရင်ဖက်မှလည်းစပယ်ပန်းနဲ့မှွေးသွားတယ်ပေါ့ဒီလိုအိဗယ်မျက်လေးပန်းနဲ့ထုတ်တော့မျက်လေးပန်းနဲ့မှွေးသွားတယ်အဲ့ဒါလိုပဲတဲ့ပတ္တာပိသူရပိဝါယန္တိဧဝံဓိရူပသေဝနာလူတော်လူကောင်းတွေနဲ့ပေါင်းပညာရှိတဲ့ပုဂ္ဂိုလ်တွေနဲ့ပေါင်းသင်းဆက်ဆံမယ်ဆိုလို့ရှိရင်အဲ့ဒီတိုင်းပဲဒါတွေလည်းပဲဝှေ့ကြိုင်သွားမှာပဲကိုလည်းလူကောင်းနဲ့ပေါင်းသည့်အတွက်ကြောင့်ကိုယ်တိုင်ကတကယ်မကောင်းတော့နော်သူတော်ကောင်းနဲ့ပေါင်းသည့်အတွက်ကြောင့်ကိုယ်မှလည်းကောင်းတဲ့ရင်းတွေရတယ်ဆိုတာဒါလူလောကရဲ့အခြေအနေတစ်ခုမြတ်စွာဘုရားတတိပေးဆုံးမပေးတာတချို့ကကိုယ်ကောင်းပဲမှမရွေးဆိုပြီးတော့ပေါင်းကျင်တဲ့လူနဲ့ပေါင်းတယ်နော်အဲ့ဒါလို့မလုပ်ရဘူးလို့မြတ်စွာဘုရားပြောတာအဲ့တော့ဒီသဘောတရားကိုမြတ်စွာဘုရားဟောတာအဲ့တော့ဒီကုန်းကျုပ်အနေနဲ့တိုက်တွန်းတာတော့တတ္တမပတ္တပုတ္တသေဝညတ္တဝတမ္ပါကမတ္တနောကိုယ့်ရဲ့တဏ္ဍမှာဖြစ်ပေါ်လာမဲ့အကျိုးတရားတွေကိုဒီတိရွက်လေးဟာတောင်စလက်ပန်းထုတ်လိုက်တဲ့တိရွက်လေးဟာတောင်စလက်ပန်းယနံ့ကူးဆက်သွားသလိုကိုယ်မှာအခုလိုအကျိုးသက်ရောက်မှုတွေဖြစ်တယ်တခါပုတ်နေတဲ့ငါးကိုသမမ်းမြက်နဲ့ထုတ်လို့ရှိရင်သမမ်းမြက်မှာအပုတ်နဲ့ကူးဆက်တယ်ဆိုတာမျိုးကိုယ်တိုင်သိရှိနားလည်ပြီးတော့တဲ့အတန်တေနုပသေဝေယမကောင်းတဲ့လူတွေမပေါင်းပါနဲ့ဒါပြောတာနော်မကောင်းတဲ့လူတွေကိုမပေါင်းပါနဲ့တန်တေသေဝေယပဏိတောကိုယ့်ကိုစဉ်းစားဉာဏ်လေးနဲ့အသိဉာဏ်ရှိကောင်းတဲ့လူတွေနဲ့ပဲပေါင်းပါမကောင်းတဲ့လူတွေနဲ့မပေါင်းပါနဲ့ဘာကြောင့်လို့ဆိုရင်ဒီမကောင်းတဲ့ကြော်ရုံလောက်တင်လားလို့ဆိုမဟုတ်ဘူးအတန်တော်နိရယံနင်းတိမကောင်းတဲ့လူဆိုတာမကောင်းတဲ့ဘဝကိုပို့တတ်တယ်သူ့လောက်ရတဲ့အကြောင်းမို့လို့မကောင်းတဲ့ဘဝကိုရောက်သွားတယ်အဲ့တော့သူကပို့လိုက်တယ်လို့ဖြစ်တယ်သူကတိုက်တွန်းနှိုးဆော်ပြီးမကောင်းတာတွေလုပ်ခိုင်းတဲ့အခါမှာကိုကတစ်ခါနှစ်ခါလုံးကဆယ်ကားတစ်ခါလုံးပြီးသွားပြီဆိုရင်အဲ့ဒီအကုသိုလ်ကြောင့်ကိုယ်ကငရဲကျသွားနိုင်တယ်ဆိုးသွားနိုင်တယ်လို့ဒီလိုဆိုလို့တယ်အဲ့ဒါသူတို့ကပို့လိုက်တာပဲကိုယ်ငရဲရောက်အောင်သူတို့ကပို့လိုက်တယ်တန်တောပပင်တိသူကတိသူတော်ကောင်းတွေကတော့အဲ့လိုမဟုတ်ဘူးတဲ့သူတော်ကောင်းတွေကတော့ကောင်းတဲ့ပုံကိုသာလေကောင်းရာကိုဆွဲပြီးတော့တရားနာသွားရအောင်ကုသိုလ်ကောင်းမှုလုပ်ကြရအောင်ကောင်းတဲ့ဘက်တွေကြီးပဲလှုပ်သွားတယ်အဲ့တော့လှုပ်သွားသည့်အတွက်ကြောင့်ကောင်းရာသူဂတိပုံကိုရောက်သွားတယ်ကုသိုလ်ကံကြောင့်ရောက်တာဒီလိုဆိုလိုတာပေါ့နော်အဲ့လိုမြတ်စွာဘုရားဒီသုတ်တံမှာအခုလို
ဘဝချမ်းသာရှားချောင်းရှာဖို့အတွက်ခုလိုဟောကြားဆုံးမခဲ့တာဖြစ်တယ်အဲ့တော့ဒီသုတ္တန်ရဲ့ကောက်ချက်ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်ကိုจิตသီလဟာဘလောက်အရေးပါတယ်လဲဒီကနေ့ခေတ်မှာလည်းပဲ ethics ဆိုတဲ့စကားလုံးကိုအသုံးချပြီးတော့ business လုပ်ရင်လည်းပဲ ethics ရှိရမယ်နိုင်ငံရေးလုပ်ရင်လည်း ethics ရှိရမယ်လူမှုရေးလုပ်ရင်လည်းပဲ ethics ဆိုတာရှိရတယ်ဘယ်ကိစ္စမှာပဲဖြစ်ဖြစ် ethics ဆိုတဲ့ကိုယ်ကျင့်တရားရှိရမယ်လို့ဆိုတာ ਨੇ တူတူပဲ ethics ဆိုတာ moral principle ကိုယ်ကျင့်တရားရဲ့အခြေခံအကြောင်းအချက်တွေကိုပြောတာအဲ့တော့မြတ်စွာဘုရားဟောကြားတဲ့သီလဆိုတာပြည့်ပြည့်စုံတဲ့ moral principle ပဲဖြစ်တယ်ဒါကြောင့်မလို့ကိုယ်ကျင့်သီလပြည့်စုံအောင်ကြိုးစားအထောက်ကြရမယ်လို့ဒီလိုဆိုတာအဲ့ဒီကိုယ်ကျင့်သီလပြည့်စုံအကျိုးစားအထောက်လို့ရှိရင်ဒီဘဝမှာလည်းပဲလူတကာကအထင်ကြီးလေးစားချီးမွမ်းထောမနာခြင်းကိုချီးညိုလေးစားမှုကိုခံရတယ်စီစိန်ဥစ္စာတွေဟာလည်းပဲဆိုးပြပြခြင်းမရှိဘဲနဲ့ကိုယ်မှာပြည့်စုံတဲ့ဘဝမှာရောက်တယ်နောက်ဘဝကြတော့လည်းပဲကောင်းရာသုဂတိကိုချင်းသီလကိုအကြောင်းပြုပြီးကောင်းရာသုဂတိရောက်တယ်လို့သူတို့ဆိုတယ်အဲ့ဒါဟာဒီမြတ်စွာဘုရားလက်ထက်တော်ခါကာလတုန်းကကိုတွေ့ရဟန်းတော်တွေကိုယ်တိုင်တွေ့လိုက်ရတဲ့ဇာတ်လမ်းလေးတစ်ပုဒ်ကိုမှတ်တမ်းတင်ထား true story လို့ပြောတကယ်အဖြစ်ပြက်မှန်တစ်ခုပေါ့နော်အမျိုးသမီးလေးတစ်ယောက်တာဝတိမြို့ကအမျိုးသမီးတစ်ယောက်16နှစ်အရွယ်ရောက်တဲ့အခါသူအိမ်အောင်ကြတယ်16နှစ်မှအိမ်အောင်ကြတယ်ရှေးခေတ်ကခဏိခေတ်မှာနော်လွန်ခဲ့တဲ့နှစ်ပေါင်း2616နှစ်အိမ်အောင်ကြတယ်ဆိုခုခေတ်နဲ့ပြောမယ်ဆိုတော့ငယ်လွန်းနေတယ်လို့ပြောကောင်းပြောတယ်18နှစ်မှအရွယ်ရောက်တယ်ဆိုရင်16နှစ်မှသူအိမ်အောင်ကြတယ်အဲ့ဒီအိမ်အောင်ကြပြီးတဲ့အခါမှာသူကဒီဘဝမှာအတိတ်ဘဝကိုအမှတ်ရတဲ့ပုဂ္ဂိုလ်ဖြစ်တယ်အတိတ်ဘဝကိုအမှတ်ရတာဇာတိတရလို့ခေါ်တယ်ဇာတိဆိုတာဘဝဟောင်းကိုတရပြန်လီမှတ်မိနေသူလို့အတိတ်ဘဝကိုပြန်ပြီးတော့အမှတ်ရနေတဲ့ပုဂ္ဂိုလ်ဒါကနေ့ခေတ်မှာလည်းပဲလူတွေလူဝင်စားလို့ပြောပြီးအမှတ်ရကြတာတွေရှိတယ်ပေါ့နော်လူဝင်စားဆိုတာအမှတ်ရကြတာသူကလည်းဘဝဟောင်းကိုအမှတ်ရတယ်အမှတ်ရပြီသူဘာလုပ်လဲဆိုလို့ရှိရင်တိတတ်တဲ့အရွယ်အစားပြီးတော့ဒါနကောင်းမှုလုပ်တယ်ကိုကျင့်သီလကိုထိန်းသိမ်းစောင့်ရှောက်တယ်သူဟာဝေယဝိသကုသိုလ်တို့ဒါနကုသိုလ်တို့ဆိုတာတက်တက်ကြွကြွလုပ်တယ်သူများနဲ့မတူတက်တက်ကြွကြွလုပ်ပြီးတော့သူဟာလှုပ်တိုင်းနိဗ္ဗာန်ချမ်းသာကိုဆုတောင်းတာမဟုတ်ဘူးဣဒံမေပုံညာမမတံမိကတတန္တိကေနိဗ္ဗတနထာယဟောတုသူဆုတောင်းကတမျိုးကြီးနော်တက်တက်ကြွကြွအလုပ်တွေလုပ်ပြီးကုသိုလ်ကောင်းမှုလုပ်တိုင်းသူဆုတောင်းတာဤကောင်းမှုသည်သူ့ရဲ့အမျိုးသားဟောင်းနဲ့အတူတကွဖြစ်ရပါလို့ဤပဲဒီဆုတောင်းပဲဒါပဲဆုတောင်းနေတာတော့အဲ့လိုဆုတောင်းတာဘုန်းကြီးတို့ဂျာမနီသွားတော့ကအမျိုးသမီးတယောက်တွေ့တယ်ဂျာမနီမှာသင်္นานသွားပို့ချတဲ့အခါမှာဗီယက်နမ်ကျောင်းတစ်ကျောင်းမှာတဲတယ်အဲ့တဲတော့သူကတွေ့ကျင်တယ်ဆိုပြီးတော့ခွင့်တောင်းတာနဲ့တွေ့ခွင့်ပေးတယ်တွေ့ခွင့်ပေးတော့သူ့လက်ထဲမှာပါလာတော့ဆိုပန်းချင်းလေးရဲ့ဓာတ်ပုံလေးရဲ့ပါလာပြီးတဲ့အခါမှာသူ့ရဲ့အမျိုးသားရဲ့ဓာတ်ပုံကိုပြမကြာခင်ကမှသိဆုံးသွားတယ်ဆိုတဲ့အကြောင်းဒီလိုအမျိုးသားမျိုးသူ့မှာသူချီးမွမ်းတာပေါ့လေသူ့အမျိုးသားအမတန်တော်တဲ့အကြောင်းသူ့ဘောမှာအကျဉ်းနာရှိတဲ့အကြောင်းဒီလိုလူမျိုးတွေ့ရဖို့ဆိုတာအလွန်ခဲတဲ့အကြောင်းဒါကြောင့်မလို့သူ့ကိုယ်သူ့မျိုးသားသိဆုံးသွားတဲ့အခါသူ့ကိုယ်သူတတ်သိဖို့ရအချိန်ချင်းစဉ်းစားတဲ့အကြောင်းလေးဘုန်းကြီးကိုရှောက်တယ်ရှောက်တဲ့အခါကျတော့ဘုန်းကြီးကတဖြည်းဖြည်းပြောပြတယ်ဘာ
ဘာလင်မြို့မှာသူကနော်အဲ့လိုပြောနေတဲ့အခါမှာဒီမြို့မှာနေ့စဉ်လူတွေသေနေတာဘယ်လောက်ရှိတယ်ဆိုသူကပြောပြတယ်နေ့စဉ်သေနေတဲ့လူတွေမနေဘူးရာချီရှိတယ်ပေါ့မြို့ကြီးဆိုရာရှိတယ်အဲ့တော့မင်းစဉ်းစားရမှာမင်းရဲ့အမျိုးသားတယောက်တည်းသေတာမဟုတ်ဘူးအများကြီးသေတယ်ဆိုတော့စဉ်းစားကြည့်ပေါ့အဲ့ဒါလိုပဲဒုက္ခတွေနဲ့တွေ့ဆုံရတယ်အကယ်၍သူနဲ့အတူဆုံးရင်လို့မင်းတတ်သိသွားရင်လည်းသူရှိတဲ့နေရာမင်းရောက်ချင်မှရောက်မှာသူကလည်းပဲရောက်မှလည်းမသိဘူးမင်းလည်းပဲရောက်မှသိမှာမဟုတ်ဘူးတို့ဗုဒ္ဓဘာသာမှာဒီကုသိုလ်ကောင်းမှုလုပ်ပြီးဆုတောင်းရင်တွေ့နိုင်တဲ့နိလန်ရှိတယ်လို့နော်ကုသိုလ်ကောင်းမှုတော့လုပ်ရမယ်သီလ၅ပါးသီလလုပ်ရမယ်လုပ်ပြီးတဲ့အခါမှာကုသိုလ်ကောင်းမှုလုပ်ပြီးတော့ဆုတောင်းလို့ဆိုပြီးတော့ဒီဇလန်းလေးကိုသူပြောပြအဲ့ဒါတော့သိချတယ်လို့မင်းဒီတိုင်းသသိရင်တော့တွေ့ကြမှာတွေ့မှာလို့အဲ့ဒါလို့ပြောလိုက်တဲ့အခါသူကမျက်နှာဝင်းလက်သွားတယ်တကယ်လားတဲ့ဗုဒ္ဓဘာသာမှာအဲ့ဒီနီးရှိသလားရှိတယ်ဆိုပြီးတော့ဒီဇလန်းလေးကိုပြောပြတာအဲ့ဒီမျိုးသမီးတူဟာဘဝအတိတ်ဘဝကိုသိပြီးတော့သူဟာကုသိုလ်ကောင်းမှုတွေကိုတက်တက်ကြွကြွလုပ်ပြီးလုပ်သမျှကုသိုလ်ကောင်းမှုတွေဟာသူ့ရဲ့အမျိုးသားနဲ့အတူတကွဖြစ်ဖို့အကြောင်းထောက်ပံ့ဖြစ်ပါစေဆိုတာအမြဲတမ်းဆုတောင်းတယ်။ပွင့်ပွင့်လင်းလင်းဆုတောင်းတာပဲသူကတိုးတိုးတိတ်တိတ်ဆုတောင်းတာမဟုတ်ဘူး။ကွယ်ကွယ်ဝဲဝဲမဟုတ်ဘူးပြောင်းမဲဆုတောင်း။ဘာလုပ်သမျှကုသိုလ်ကောင်းမှုတွေကိုအဲ့ဒီဘက်ကိုဥတည်ပြီးတော့သူလုပ်လို့ရှိတယ်။နော်။အဲ့လိုဆုတောင်းတဲ့အခါကျတော့ယဟန်တွေကသူ့ကိုနာမည်ပေးကြတယ်ပฏิပုစိကာတဲ့သူ့ရဲ့အမျိုးသားကိုအမြဲတမ်းပူဇော်ပြီးအထင်ကြီးလေးစားတဲ့အမျိုးသမီးလို့အဓိပ္ပာယ်ရတယ်ပေါ့ပฏิဆိုတာအမျိုးသားလင်ယောက်ျားပုစိကာဆိုတာပူဇော်သူလို့လေးစားသူကာရဝပြုသူလို့အဓိပ္ပာယ်ရတယ်သူဟာအဲ့ဒါလို့ဘယ်လောက်ထိအောင်လုပ်တုံးဆိုရင်ဝေယဝိဆတွေဆိုလဲအကုန်လုပ်တယ်ယဟန်တန်ဃာတွေကြွလာတယ်ဝေယဝိဆတွေလုပ်တယ်ကိုယ်အိမ်နေမဟုတ်ဘူးသူများအိမ်ဆိုလဲသွားလုပ်တယ်လမ်းဘေးဇရာတွေပါဝေယဝိဆတွေလုပ်တယ်ရေခတ်ထားတယ်တပြည့်စည်းလဲတယ်သူဟာတက်ကြွအမြဲတမ်းအဲ့ဒီဝေယဝိဆကုသိုလ်တွေဒါနကောင်းမှုတွေလုပ်တယ်သီလဆောက်တည်တယ်လုပ်သမျှနေ့စဉ်မှာသူဆုတောင်းနေတာကဒါပဲဆုတောင်းတယ်ကြက်နာဘာမှမဆုတောင်းအဲ့ဒါလို့နဲ့နေရင်ထိုင်ရင်နဲ့သူဟာသား၄ယောက်ဖွားမြင်တယ်အဲ့တော့16နှစ်ကနေသား၄ယောက်ဆိုသူကသား၄ယောက်ရပြီးတဲ့နောက်မှာသားသမီး၄ယောက်ရပြီးတဲ့နောက်မှာသူကွယ်လွန်အိဋ္ဌရောက်သွားတယ်ရုတ်တရက်ဖြစ်ပေါ်လာတဲ့ယောဂနဲ့သိတယ်ဆိုတော့သူဟာအစိတ်30အရွယ်ငယ်တုန်းပဲသိသွားတယ်လို့ယူဆရမှာဖြစ်တယ်သူသိသွားတဲ့အခါနောက်ရဲ့ယဟန်တွေကမြို့ထဲဆွမ်းခံသွားတော့ခါတိုင်းလူဆွမ်းစားစရက်တွေပေါ်မှာဝေယဝိဆလုပ်တဲ့လူမတွေ့ရရှေးခေတ်နဲ့ခုခေတ်နဲ့မတူဘူးခုခေတ်ကတော့ဘုန်းကြီးတွေဆွမ်းခံပြီးကိုเจ้าကိုပြန်ပြီးဆွမ်းစားကြတယ်ရှေးတုန်းကတော့အဲ့ဒါလို့မဟုတ်ဘူးဆွမ်းခံပြီးရင်မြို့ထဲရွာထဲမှာကုသိုလ်ရှင်တွေဆောက်ထားတဲ့ဆရာကလေးရှိတယ်အဲ့ဒီဆရာလေးတွေပေါ်မှာဝေယဝိဆကုသိုလ်လုပ်ခြင်းတဲ့ပုဂ္ဂိုလ်တွေကအခင်းတွေခင်းထားတယ်ရေတွေဘာတွေခတ်ထားတယ်တပြည့်စီတွေလှဲထားတယ်တန်ဃာတွေကဆွမ်းခံပြီးတော့တောရကြောင်းထီအောင်ဒီတပိတ်ကြီးထမ်းပြီးတော့မပြန်ကြဘူးအဲ့ဒီပေါ်မှာဆွမ်းစားကြတယ်ဆွမ်းစားပြီးတပိတ်ပါဆေးကြောပြီးတပိတ်ထဲမှာဆွမ်းနေပါလိမ့်မရှိဘူးဆိုမှတပိတ်ကိုလွယ်ပြီးတော့တောရကြောင်းကိုပြန်ကြတာဆွမ်းစားပြီးမှပြန်ကြတာဒါရှေးကထုံးစားအဲ့တော့ရဟန်းတန်ဃာတွေကြွလာတာကိုသူကဝေယဝိဆတွေလုပ်ပြီးတော့ရဟန်းတန်ဃာတွေရှေ့မှာလဲဆူတောင်းတယ်အဲ့လိုဆူတောင်းပြီးတော့လှုပ်တာတရက်တော့သူကရုတ်တရက်ယောဂရပြီးတော့ဆုံးသွားတယ်ရဟန်းတန်ဃာတွေနောက်တရက်ကြွလာတဲ့အခါဝေယဝိဆခါတိုင်းလုံနေကြဒကမာလေးမမြင်ပါလားလို့မေးကြတဲ့အခါဖေးကဒကာတွေကရှောက်ကြတယ်အရှင်ဘုရားတဲ့မနေ့က
ရုပ်တရက်ယောဂဖြစ်ပြီးတော့သူဟာကွယ်လွန်သွားရှာတယ်သားသမီး၄ယောက်ကြံရစ်တယ်ဟောသူ့အမျိုးသားနဲ့သားသမီး၄ယောက်ကြံရစ်တယ်အဲ့လိုသူဆုံးသွားတဲ့တရင်ဟာရဟန်းတန်ဃာတွေကဒီမြတ်စွာဘုရားစီလျှောက်ကြတာပေါ့တာဝတိမြို့တဲကဝေယဝိဆလှုပ်တဲ့တက်တက်ကြွကြွလှုပ်ပြီးတော့သူ့ရဲ့အမျိုးသားတန်ဖြစ်ပါရစေလို့အမြဲတမ်းဆုတောင်းနေတဲ့ပฏิပုစိကာဆိုတဲ့အမျိုးသမီးလေးဟာခုဆုံးသွားရှာတယ်ဘယ်များရောက်တော့ပါလိမ့်မလဲလို့မြတ်စွာဘုရားကိုလျှောက်တဲ့အခါကျသူ့အမျိုးသားစိတ်ပြန်ရောက်သွားပြီလေတဲ့ပြောတာအရှင်ဘုရားသူ့အမျိုးသားကရှိနေသေးတယ်တဲ့ယဟန်တွေကသား၄ယောက်နဲ့သားသမီး၄ယောက်နဲ့သူ့အမျိုးသားရှိတယ်ဘုရားတဲ့ဒီအမျိုးသားပြောတာမဟုတ်ဘူးတဲ့အတိတ်ဘဝကသူ့ရဲ့အမျိုးသားသူဆုတောင်းတာကအတိတ်ဘဝကသူ့ရဲ့အမျိုးသားစီပြန်ရောက်သွားပြီအခုလက်ရှိအမျိုးသားကသူဆုတောင်းတာလဲထင်ကောင်းထင်နေလိမ့်မယ်ပေါ့နော်သူကစိတ်ဝင်စားဘူးသူကအခုလက်ရှိအမျိုးသားကိုစိတ်ဝင်စားဘူးအတိတ်ကအမျိုးသားပေါ်မှာစိတ်ဝင်စားပြီးဆုတောင်းအရှင်ဘုရားတဲ့ဒါဖြင့်သူပဲရောက်သွားတော့ဆိုတော့မြတ်စွာဘုရားသူဟာတခြားမဟုတ်ဘူးတဲ့တောင်ရိန္ဒနတ်ပြည်မှာမာလာပါရီနတ်သားဟာသူ့ရဲ့အမျိုးသားပဲမာလာပါရီဆိုတဲ့နတ်သားဟာနတ်သမီး1000နဲ့ဒီသူတို့ပိုင်ဆိုင်တဲ့ပန်းဥယျာဉ်ကြီးတဲကသူတို့ဗိမာန်အနီးမှာရှိတဲ့ပန်းဥယျာဉ်ကြီးကပန်းတွေကိုတက်ခူးပြီးတော့အပေါ်တစ်ပင်ပေါ်တက်ပြီးတော့ခူးတဲ့အမျိုးသမီးက900နတ်သမီးက900အောက်ကနေပန်းကုန်းပြီးတော့အလှဆင်ပြီးတော့ပန်းကုန်းပြီးနတ်သားကိုဝိုင်းပြီးတော့ပန်းကုန်းဆွဲပြီးတဲ့နတ်သမီးက900အဲ့ဒါလို့နတ်သမီး1000နဲ့သူတို့ကအပျော်လုံးကြတာဒီပြင်လုံးဆရာမှမရှိတာနော်ဒါသူတို့နတ်ကလိုချင်ချက်ချင်းရတယ်ဒါပေမဲ့လို့အပျော်လုံးကြတာသူတို့သစ်ပင်မော်တက်တယ်ဆိုတာလဲအပျော်ပဲတက်ချင်တဲ့စိတ်လေးပေါ်လိုက်တာနဲ့သစ်ပင်မော်ရောက်တာပန်းခူးတယ်အပျော်ခူးတာပဲလေပန်းကုန်းတာလဲအပျော်ကုန်းကြတာသူတို့စိတ်ဖြေရာတွေလောက်ကြတာပေါ့အဲ့ဒီလိုလုံနေတဲ့အချိန်မှာသစ်ပင်မော်မှာသူကပန်းခူးတဲ့အဖွဲ့တွေပါတယ်ရုတ်တရက်စွတ်တိစိတ်ကြသွားတာနတ်ဆိုတာတေလို့ရှိရင်မိတော့ကလေးငြိမ်းသွားတယ်လို့ပဲအလောင်းကောင်ကြီးကြံရတာမဟုတ်ဘူးဘာကြောင့်လို့ဆိုရင်နတ်ရဲ့ခန္ဓာကိုယ်ကလူမြဲမျက်စိနဲ့တောင်မြင်လို့မရတော့အောင်တိမ်မွေ့တယ်ပေါ့တိတ်ကိုတိမ်မွေ့တယ်ပေါ့ဒါကြောင့်မလို့သူတို့တေလို့ရှိရင်နတ်မသားချရတယ်လို့မရှိဘူးနတ်သေးញိုင်းလည်းမရှိဘူးနော်အဲ့ဒါလို့တေလိုက်ထားတဲ့ပြိုင်နဲ့မိတော့ကလေးငြိမ်းသွားတယ်လို့ပဲသူတို့ဟုတ်ဆိုပျောက်သွားတယ်ပျောက်သွားတယ်အဲ့ဒါလို့ပျောက်သွားပြီးသူဟာလူပြေရောက်လာသာဝတိမြို့မှာမျိုးသမီးဖြစ်တယ်အရွယ်ရောက်တဲ့သူအတိတ်ဘဝကိုပြန်သိလာတယ်သိလာတဲ့အခါမှာအဲ့ဒီရောက်ဖို့ရသူကုသိုလ်ကောင်းမှုတွေစ조사ပြီးတော့လုပ်တယ်ဖះရှိကတရားနာတယ်အဲ့ဒါလို့ဝေယဝိဆကုသိုလ်တွေလုပ်ပြီးတော့သူ့အမျိုးသားစီပြန်ဖြစ်ဖို့သူဟာအားတက်တရောကုသိုလ်ကောင်းမှုလုပ်ပြီးတော့စ조사အဲ့တော့ကုသိုလ်လုပ်လိုက်တိုင်းသူ့မှာရှောက်လန်းရတဲ့အချိန်တိုင်းမှာတဲ့ကုသိုလ်စိတ်ပေါင်းနော်ကုသိုလ်မှာသူလုပ်တဲ့ကုသိုလ်တွေမှာခြေလန်းတက်လှမ်းမှဆိုလို့ရှိရင်56မျိုးကုသိုလ်တွေဖြစ်တယ်လို့ပြောတယ်ဒါအဘိဓမ္မာသင်နေတဲ့ပုဂ္ဂိုလ်တွေကိုဒါပြောပြရမယ်56မျိုးဆိုတာပြောတာလေအခုခေတ်အဘိဓမ္မာသင်မှုတဲ့ပုဂ္ဂိုလ်တွေသိလိမ့်မယ်မဟာကုသိုလ်စိတ်က8ခုရှိတယ်မဟာကုသိုလ်စိတ်8ခုမှာပထမမဟာကုသိုလ်စိတ်မှာနော်38အများဆုံးရှင်တာ38သို့တော့အခုဒီဓမ္မပဒအထက်ကရာမှာရေးထားတာသူ့ရဲ့ခြေလန်းတိုင်းသူ့ရဲ့ကုသိုလ်စိတ်တွေဖြစ်တိုင်းစေတသိက်ပေါင်းစိတ်ပေါင်းစိတ်ရောစေတသိက်ရောပေါင်းလိုက်56ခုဖြစ်တယ်လို့သူဟောထားတယ်အဲ့ဒီ56ခုကဘာတွေလဲဓမ္မသင်္ကနီပါဠိတော်မှာဟောထားတဲ့အတိုင်းပဲဓမ္မသင်္ကနီပါဠိတော်မှာဟောထားတဲ့56ခုကိုပြောတာဒီအဘိဓမ္မာထသင်္ဃာကျမ်းကြတော့38ပဲရှိတယ်နော်
တူတာတွေကိုချုံလိုက်တဲ့အခါမှာ38မျိုးအဲ့ဒီ38မျိုးကိုအသေးစိတ်ခွဲခြားလိုက်ပြီးဓမ္မသင်္ကနီကုသိုလ်စိတ်ဖြစ်ပြီဆိုလို့ရှိရင်ဖြစ်နိုင်တဲ့စေတသိက်ပေါင်းနဲ့56ခုစိတ်ပါအပါဝင်56ခုပေါ့နော်အဲ့ဒီ56ခုဟာဒီအဘိဓမ္မာ9ကျမ်းထဲမှာပထမဆုံးကျမ်းလို့ဆိုတဲ့ဓမ္မသင်္ကနီကျမ်းမှာဖော်ပြထားတာရှိတယ်အဲ့ဒါလေးကိုဘုဒ္ဓတအဖြစ်မှတ်ထားဖို့အကောင်လုံးမမှတ်မိတယ်မာကုသိုလ်စိတ်8ခုမှာနော်56ပါရှင်တယ်ဆိုတာလေးကိုအဲ့ဒီ56ဟာစိတ်လည်းပါတယ်ပေါ့မာကုသိုလ်စိတ်နဲ့စေတသိက်က55ပေါ့အဲ့ဒါလို့ရှင်တယ်အဲ့ဒီမှာသူခြေလန်းတိုင်းလှုပ်ဆောင်တိုင်းသူ့မှာကုသိုလ်တွေက56မျိုးရနေတယ်ဆိုတာဘာတော့ဆိုလို့ရှိရင် group လိုက်ခွဲပြပြီးတော့ဓမ္မသင်္ကနီမှာရေးထားတာပါတော့ယတမိန်သမေကာမဝဆရံကုသလံစိတ်တံဥပ္ပန္နမဟာကုသိုလ်စိတ်ဖြစ်ပြီးဆိုလို့ရှိရင်တဲ့ဘာတွေတွဲဖက်ပြီးတော့ဖြစ်လာတော့ဖတ်တော်ဟောတိဝေဒနာဟောတိနဲ့ဓမ္မသင်္ကနီပါဠိတော်မှာပါတယ်အဲ့တော့ကုသိုလ်စိတ်ဖြစ်လိုက်တာနဲ့တပြိုင်တည်းဖတ်တာဖြစ်မယ်ဝေဒနာဖြစ်မယ်တင်ညာဖြစ်မယ်စေရနာဖြစ်မယ်ကုသိုလ်စိတ်ထက်လိုက်စိတ်ထက်ဟော5ခုအဲ့ဒါကိုဖတ်တာပင်စမကလို့ခေါ်တယ်အဲ့ဒါကို5ခုစိတ်အပါဝင်ဖတ်တာဝေဒနာတင်ညာစေရနာစိတ်ဟောအဲ့ဒီ5ခုနောက်တစ်ခါဇံရဲ့အင်္ဂါလို့ဆိုတဲ့ဇံအင်္ဂါ5ခုရှိတယ်တဲ့ဇံရဲ့အင်္ဂါ5ခုကဝိတေဝိสารပိတိဒုက္ခဧကဂတအဲ့ဒီက5ခုဣန္ဒြိယရာတိဣန္ဒြေနာမည်နဲ့က10ခုတဲ့ဘာတွေတော့ဆိုတတ္တိန္ဒြေဝိရိယန္ဒြေတတိန္ဒြေသမာဓိန္ဒြေပညိန္ဒြေမနိန္ဒြေသောမနတိန္ဒြေဇီဝိတိန္ဒြေဒါစေတသိက်တွေကိုပြောတာနော်အဲ့ဒါက10ခုတတ္တဝိရိယတတိသမာဓိပညာအပြင်မှာမနိန္ဒြေဆိုတဲ့စိတ်ပါတယ်သောမနတိန္ဒြေဆိုတဲ့ဝေဒနာတစ်ခါထပ်ပါတယ်ဇီဝိတိန္ဒြေဆိုတဲ့စေတသိက်ပါတယ်ကုသိုလ်စိတ်ဖြစ်ရင်အဲ့ဒါက10ခုတခါမက္ခင်အုပ်စုတဲကသမ္မာဒိဋ္ဌိသမ္မာသင်္ကပ္ပသမ္မာဝါယာမသမ္မာတတိသမ္မာသမာဓိဆိုတဲ့ဒီမက္ခင်5ခုသမ္မာဝါစာသမ္မာကမ္မနာသမ္မာအာဇီဝကိုမပြောဘူးဒီမှာနော်5ခုဘိုးတရားတွေကဘိုးအုပ်စုတွေကတရားဘိုးဝိရိယဘိုးတတိဘိုးသမာဓိဘိုးပညာဘိုးဟိရိဘိုးဥဒ္ဒပဘိုးက9ခုနော်ဘိုးတရားက9ခုရှိတယ်တခါမူလလို့လည်းခေါ်တယ်ဟေတုလို့လည်းခေါ်တာ3ခုအလောဘအဒေါသအမောဟဟေတုက3ခုကမ္မပဋ္ဌာန်းနဲ့ပြောမယ်ဆိုလို့ရှိရင်အနာဘိဇာဆိုတဲ့ကုသိုလ်အပြဘာရဆိုတဲ့ကုသိုလ်တမ္မာဒိဋ္ဌိဆိုတဲ့ကုသိုလ်က3ခုမနောကံကုသိုလ်3ခုတဲ့နောက်တစ်ခါလောကပါဠတရားနဲ့ကြည့်တဲ့အခါမှာဟိရိနဲ့ဥတ္တပဟိရိဥတ္တပဆိုတဲ့ဒီကုသိုလ်2ခုလည်းပဲပါတယ်တဲ့နောက်ပတ္တတိစတဲ့တရားတွေအလုံး18ခုရှိတယ်ဘာတွေတော့ဆိုကာယပတ္တတိစိတ်တပတ္တတိကိုယ်ရဲ့ငြိမ်းချမ်းမှုစိတ်ရဲ့ငြိမ်းချမ်းမှုဆိုတဲ့ဟာတွေကာယလဟုတာစိတ်တလဟုတာကိုယ်ရဲ့ပေါ်ပါမှုစိတ်ရဲ့ပေါ်ပါမှုကာယမုရုတာစိတ်တမုရုတာနုညံ့ပြောပြမှုကာယကမ္မညတာစိတ်တကမ္မညတာနော်ဒီလုံနိုင်စွမ်းရှိမှုကာယပါကုညတာစိတ်တပါကုညတာကိုယ်ကာယနဲ့စိတ်ရဲ့ကြံ့ခိုင်မှုယောဂကင်းမှုကာယုစုဂတာစိတ်တုစုဂတာကာယနဲ့စိတ်ဓာတ်တို့ရဲ့ဖြောင့်မတ်မှုအစုံလိုက်ပြင်တတိတမ္ပစညဒါတွေလည်းသူ့တဏ္ဍာမှာဖြစ်တဲ့ဟာတွေတတိနဲ့တမ္ပစည mindfulness and comprehension နော်အဲ့ဒါလေကုသိုလ်စိတ်ဖြစ်တိုင်း mindfulness ဖြစ်တယ်နောက်တစ်ခါစိတ်တည်ငြိမ်မှုလို့ဆိုတဲ့သမထအနိစ္စဒုက္ခအနတ္တကိုရှုစစ်မြင်နိုင်တဲ့ဝိပဿနာသမထဝိပဿနာ2ခုထည့်သမထကသမာဓိဧကဂတဝိပဿနာကပညာနာမည်နဲ့နောက်တစ်ခါကျတော့ပက္ခဟနဲ့အဝိခေပတယ်ပက္ခဟဆိုတာလုံလဝိရိယအဝိခေပဆိုတာသမာဓိပဲ
အဲ့ဒီတရားတွေကိုပေါင်းလိုက်လို့ရှိရင်56ခုရှိတယ်အဲ့ဒီအမျိုးသမီးလေးလှုပ်ရှားတိုင်းနဲ့သူ့ရဲ့တဏ္ဍမှာအဲ့ဒီ56မျိုးဖြစ်တယ်လို့ဒီလိုရေးထားတာနော်ဟုတ်ပါလားဒါတမန်တော်ကြီးပါဠိတော်မှာပါရှိတဲ့ဟာဖြစ်တယ်ပေါ့56အဲ့ဒီလိုသူဟာလှုပ်ရှားတိုင်းကုသိုလ်ကောင်းမှုတွေဖြစ်ပြီးသေတာနဲ့တပြိုင်နက်တာဝရိန္ဒနတ်ပြည်ပြန်ရောက်သွားတယ်ပြန်ရောက်သွားတဲ့အခါကျတော့ရုတ်တရက်သူပျောက်သွားတာသူ့ကိုမမြင်လိုက်တာတတိဘွားကနေပြန်ပေါ်လာတဲ့အခါကျတော့မာလာပါရိနတ်သားကဖယ်သွားမင်းပဲသွားတာလေမေးတယ်မေးတော့သူသေသွားတာတဲ့သေသွားပြီပဲရောက်တော့လူပြေရောက်သွားတယ်တဲ့ဟုတ်ကဲ့လားလူပြေရောက်သွားတာဟုတ်တယ်လူပြေရောက်ပြီးတော့တဲ့သူ16နှစ်အရွယ်အိမ်အောင်ကြတယ်တဲ့ကုသိုလ်ကောင်းမှုတွေလုပ်တယ်ဆူတောင်းတယ်သားသမီး4ယောက်ထွန်းကားပြီးမှသူသေလာတယ်ဆိုတော့လူတွေဟာဒီလောက်တောင်အသက်တိုးသလားလို့ဆိုတိုးတယ်တဲ့နော်သူတို့မှာခုနကပန်းခုလို့ပန်းကုန်းလို့တောင်ပြီးသေးဘူးညောင်းတောင်မညောင်းသေးဘူးဒီမှာသေသွားပြီပြန်ပြီးတော့ဟိုဘက်ပြန်ဟုတ်ကောဟုတ်ရဲ့လားဟုတ်ပါတယ်သူကအဲ့ဒါလို့ဆူတောင်းပြီးပြန်ရောက်လာတဲ့အကြောင်းပြောတာအဲ့တော့ဒီလိုလုပ်ရင်ဖြစ်နိုင်သလားလို့ဆိုတော့သူကနိကန္တိလို့ခေါ်တဲ့တဏှာအစွဲလန်းကအဲ့ဒါမြန်မာလူမျိုးတွေယုံကြည်ကြတယ်လေတိုက်ကခေါ်တယ်ဘလို့ခေါ်တာတော့ကံကံရဲ့အကျိုးနဲ့ခေါ်လို့ရလားရတဲ့နည်းရှိတယ်လေဘလို့ခေါ်တာတော့ဆိုစိတ်ကိုပြောင်းအောင်လုပ်လိုက်တာသဘောကတော့ခေါ်တယ်ဆိုတာတိုက်ကခေါ်တယ်ဆိုတဲ့အခါမှာသူမိန်မောနေတဲ့အချိန်လေးမှာတိုက်ကြီးခေါ်ချလူကတော့ဒီမှာပေါ့သူ့ကိုဘာတွေပြရအောင်ဆိုရွှေတွေငွေတွေဖွင့်ပြသူတို့ပိုင်ဆိုင်တဲ့ရွှေငွေလိုချင်တဲ့တတ်မဲ့မှုတွေဖြစ်လာအောင်သူ့ခေါ်သွားတယ်လူကတော့အဲ့ရထဲမှာပက်လက်ဒါပေမဲ့သူ့စိတ်ကဟိုရောက်သွားတယ်နော်အဲ့ဒီရွှေတွေငွေတွေကိုလက်ပတ်ကြည့်ပြီးအဲ့ဒီပေါ်မှာစိတ်ဆွဲလန်းမှုတွေဖြစ်ပြီးဆိုတဲ့အချိန်မှာတရားသေသွားသေတော့အဲ့ဒီမှာသွားဖြစ်တာဒီကန္တိလို့ခေါ်တယ်တမန်ကုသိုလ်နဲ့ဆိုရင်အဲ့ဒီလိုပဲသွားတာခေါ်လို့ရတယ်ဆိုတာအဲ့လိုခေါ်တာနော်ဒီတိုင်းတတ်ပြီးတော့ဆွဲယူသွားတာမဟုတ်ဘူးဆွဲယူသွားပဲရောက်မလဲစိတ်ကိုညွတ်အောင်လုပ်လိုက်တယ်သူတို့စိတ်ကိုသူတို့စီညွတ်နေအောင်လုပ်ထားတဲ့အခါကျလူကတေခါနေမှအဲ့ဒီပေါ်မှာပဲစိတ်ညွတ်နေတယ်တခြားမရောက်တော့ဘူးစိတ်ညွတ်အောင်လဲသူတို့ကပြထားတယ်အိမ်မက်လို့ပဲပေါ့အဲ့ဒါလိုလုပ်ပြီးတော့တိုက်ကခေါ်တယ်ဆိုတာဒါဖြစ်နိုင်တဲ့ဟာတခုပုထုဇဉ်ဆိုရင်ပိုးလွယ်တယ်သောတာပန်တောင်မှပဲအဲ့ဒါလိုဖြစ်တယ်တိုက်ကခေါ်တာတော့မဟုတ်ဘူးအတိတ်ဘဝကစိတ်ညွတ်เสียတွေရှိခဲ့လို့ရှိရင်သောတာပန်ပုဂ္ဂိုလ်ဖြစ်တဲ့ဗေမိတာရမင်းကြီးပဲကြည်ဗေမိတာရမင်းကြီးဟာထောင်သွင်းအကျဉ်းချခံရတဲ့နောက်ဆုံးခြေဘဝဓာလဲပြီးစားသိပ်တယ်ဓာခွဲပြီးစားသိပ်တယ်ယောဂဝေဒနာတွေအလွန်ပြင်းထန်လာတယ်ပြင်းထန်တဲ့အခါဟောဘုဒ္ဓဟောဓမ္မောမြတ်စွာဘုရားကိုတတိရတယ်တရားတွေကိုတတိယပြီးတော့သိဆုံးသွားရှာတယ်သိဆုံးတဲ့အခါမှာသူကုသိုလ်ကောင်းမှုဘုရားကိုတတိယပြီးသိသွားတာပဲသို့တော့သူကဘဝပေါင်းတော်တော်များများဝိတ္တနမင်းကြီးရဲ့အသင်အပင်ထဲမှာသွားပြီးတော့ဘလူးဖြစ်ခဲ့တယ်အဲ့တော့ဖြစ်တော့အဲ့ဒီနေရာကို तू ကစိတ်ဆွဲလန်းသွားတယ်တေကနေမှာလားပေါ်တာပဲဒီတေကနေကိုနေခဲ့တဲ့နေရာတွေအိမ်မက်မက်ကြပါလိမ့်မယ်ဘုန်းကြီးတို့တော့မက်တတ်တယ်ခဏခဏအဲ့ဒါလေလန့်ရတာပဲเนาะအဲ့ဒီနေရာပြန်ရောက်မှကြောက်နေဒါမှမဟုတ်ပြောင်းပြီးတော့ဆွဲလန်းထားတာကောင်းတယ်မကျွတ်သေးဘူးဆိုရင်ပြောင်းပြီးတော့ဆွဲလန်းထားတာကောင်းတာလေးသာဆွဲလန်းကြမကောင်းတာတွေမဆွဲလန်းကြနဲ့အဲ့ဒီဗေမိတာရမင်းကြီးကသောတာပန်ဖြစ်ပြီပဲလို့သူကဝိသုဏမင်းကြီးရဲ့အတိုင်းဝိုင်းနဲ့ကိုသူကခင်မင်းနဲ့အဲ့ဒီမှာနေခဲ့တာတွေကများတော့အဲ့ဒီအတိုင်းဝိုင်းကြီးကိုတတိယပြီးတေခါနေမှာအဲ့ဒီတတိယပြီးတော့ဝိသုဏမင်းကြီးရဲ့ဘလူးစစ်ဘိုတွေထဲမှာသူကဇလဝတ္တပဆိုတဲ့ဘလူးသွားဖြစ်တယ်
ကဲအချမ်းရံနေတဲ့မှာဇနဝတ္တဗလို့ခေါ်တယ်သူနာမည်ပုံနကတို့အာလဝကတို့နဲ့တစ်ဖွဲ့တည်းပေါ့တကယ်ချင်းနေဖြစ်ကောင်းဖြစ်လိမ့်မယ်အဲ့တော့ဖြစ်တယ်အဲ့တော့သောတာပန်ဖြစ်တာအထက်ပုံနေဖြစ်နိုင်တဲ့နဲ့သူမဖြစ်ဘူးဘာကြောင့်လို့အဖြေပေးတဲ့အခါကျတော့နိကန္တိတဲ့ဆွဲလန်းမှုရှိတယ်အဲ့တော့စိတ်ဆွဲလန်းမှုကအလွန်ကြီးမားတယ်အလွန်ကြီးမားတယ်ဘုန်းကြီးတို့ဥပိ္ပဇေဆရာတော်ကြီးရွှေကျင်သာသနာ့ပိုင်းဆရာတော်ကြီးတောင်နေမကောင်းတဲ့အခါမှာနေမကောင်းတော့တခါကြောင်ကရမ်းဖြစ်တယ်လို့ဖြစ်တာပေါ့နော်အိပ်ရတဲ့အိပ်နေရတာများတယ်မျက်စိကလည်းသိပ်ပြီးတော့အလင်းမရဘူးအဲ့ဒီမှာအိပ်ရကဖြတ်ကနေနိုးတော့ငါပဲမှာတော့ဆရာတော်ကြီးရဲ့ဇာတိကစကိုင်းမြို့နယ်စရောင်းနာကလင်းရင်ရွာဖြစ်တယ်ငါအခုလင်းရင်ရောက်နေသလားနဲ့ပြောတယ်လေဒါတကယ်ဖြစ်တာပြောနော်အဲ့ဒါလိုငယ်ငယ်ရနေရတဲ့နေရာမျိုးတွေကိုဆွဲလန့်တတ်တယ်လူဆိုတာဆွဲလန့်တတ်တယ်တောင်မြို့ဆရာတော်ဘုရားကြီးတောင်မှပဲခါတိုင်းဆိုရင်သူ့ရွာကိုပြန်လာသိမ့်မရှိဘူးပြန်တော်မူကံဤ88နှစ်မှာပြန်တော်မူတာပြန်တော်မူကံဤ2နှစ်3နှစ်ဇက်တိုက်ဝက်လက်ကတရံရွာကိုကြွားတယ်3ချီလောက်ဆက်ကြွား3နှစ်လောက်ဆက်ကြွားပြီးတော့ပြန်တော်မူသွားအဲ့တော့နိကန္တိဆိုတာတိတိသာသာရောမတိမသာရောရှိတတ်တယ်ကိုငယ်ငယ်ကနေခဲ့တဲ့နေရာတွေကိုပြန်ပြီးတော့တတိယရာမျိုးတွေရှိလာတတ်တယ်ပေါ့နော်ဒါဒီဘဝတည်းမဲ့ဖြစ်တာဟုတ်ချင်မဟုတ်မှာဘဝပေါင်းမြောက်များစွာဖြစ်တတ်တယ်လေဥပဒါလကဆိုတဲ့ပုံနာကသူ့အသက်ရွယ်ကြီးတော့ငါသိလို့ရှိရင်သူတစ်ပါးတွေချတဲ့နေရာမချနဲ့ယွန်စရာကြီးသူများအလောင်းနေနဲ့ရောရှက်ငါသားအဲ့ဒီနေရာမချနဲ့ငါလိုက်ပြမယ်ဆိုပြီးတောထဲကိုသွားပြီးတော့တောင်ကုန်းတစ်ခုပေါ်မှာငါသိရင်ဒီနားမြုပ်ပါကွာလို့ဆိုပြမြတ်စွာဘုရားနဲ့တွေ့တဲ့အခါမြတ်စွာဘုရားဘာလို့ကြလဲသားဖားနေအောင်ဆိုတော့ဘုရားကိုမေးတော့ပြောတယ်တပည့်တော်အဖေကဗျာသူသိရင်ဒီနေရာမြုပ်ခိုင်းတယ်ဆိုတော့အဲ့ဒီလိုမင်းကိုမြုပ်ခိုင်းတာဒါဘဝပေါင်း900ရှိပြီတဲ့ဒီနေရာအခုမှမြုပ်ခိုင်းတာမဟုတ်ဘူးဘဝတိုင်းဟာသူဥပဒါလကဆိုတဲ့နာမည်နဲ့ကြီးပဲဘဝပေါင်း900ဒီနေရာမြုပ်နှံပြီးပြီကဲစဉ်းစားတာကြည့်တော့နော်လူတွေရဲ့နိကန္တိဆိုတာရှိတယ်အဲ့တော့ပฏิပုဇိကာဆိုတဲ့အမျိုးသမီးဟာလည်းပဲနိကန္တိရှိတဲ့စီကိုခေါ်သွားတာပဲနော်ကံကြမ္မာကနိကန္တိရှိတဲ့စီသွားတာနိကန္တိဆိုတာတဏှာကိုပြောတာဆွဲလန်းမှုတဏှာကြိုက်နှစ်သက်မှုသူသွားကျင်တာကအဲ့ဒီဒါကြောင့်မို့လို့ဘဝနိတိတမှုဟတာလို့ဆိုဘဝကိုဥဆောင်သွားတဲ့ဟာတဏှာသာလင်ဖြစ်တယ်ပေါ့အဲ့ဒီတဏှာစေရဖြစ်သွားကြရတာကံကလည်းလိုက်ပြီးအကျိုးပေးရတယ်အဲ့ဒီတို့ဆိုလိုတယ်နော်ဒါကြောင့်မို့ပฏิပတ်ပုဇိကအဲ့ဒီဖြစ်တော့မာလာပါရိနသမေးတယ်ဒုတိယလောက်အသက်တိုးလားတိုးတယ်သူတို့မှာလူအသက်ကဘယ်လောက်ရှိတော့အနှစ်100ပဲရှိတယ်ဟာအနှစ်100ဆိုတာဝရိန္ဒ1ရက်ပဲရှိတယ်သူနေခဲ့တဲ့ဘဝလေးဟာတစ်နေ့တောင်မပြည့်ဘူးနတ်တဲ့နဲ့ဆိုရင်1ရက်တောင်မပြည့်ဘူးလူအရေးအတွက်နဲ့တွဲမယ်ဆိုရင်3ဂရေ6တန်းနော်နတ်အရေးတာဝရိန္ဒနတ်ရဲ့တက်တန်းက3ဂရေ6တန်းရှိတယ်လူတွေရဲ့လူပြေကအနှစ်100မှာတာဝရိန္ဒမှာ1ရက်ပဲရှိသေးတယ်ဆိုဒီမျိုးသမီးတွေကလူဘဝရောက်တာ1ရက်တောင်မပြည့်ဘူးနိုင်ပိုင်းလောက်ပဲရှိတယ်သူကသေသွားပြီးပြန်တော့မာလပါရိနတ်သားကတန်ဝေကဖြစ်တယ်အဲ့တော့လူတွေဟာဒီလောက်အသက်တိုတဲ့အခါမှာစိတ်ပြက်လက်ပြက်တရားမှကြောက်လန့်နေကြလားလို့ဆိုတော့ဘယ်ကြောက်ကြမလို့နဲ့မတရားတော့မဲ့အတိုင်းပဲရီမောပြုံးရဲနေကြတာပဲပြုံးလို့ပျော်လို့တယ်ဘယ်သူမှ၆တဲ့သူမတွေ့ခဲ့ဘူးတဲ့ပြုံးပျော်နေကြတာပဲမသေးတော့မဲ့ပုံနဲ့နေကြတာတဲ့သူကပြန်ပြောပြအဲ့ဒါကိုမြတ်စွာဘုရားကဒေသနာတော်မှာဟောတယ်ပုပ္ပာနိဟေဝပစိနန္တံဗျာတတ္တမနတံနရအဋိတံယေဝကာမေတုအန္တကောကုရုတေဝတံလောကလူတွေဆိုတာတဲ့အမတမပန်းမျိုးစုံနဲ့ပန်းယုံကြီးမှာပန်းမွင့်လေးတွေကိုရှားပြီးတော့
ခုနေကြတဲ့အခါမှာမမောနိုင်မပန်းနိုင်ပန်းတွေကိုခုပြီးတော့နေကြတယ်အာရကျင့်နှံ့မှုလူလောကမှာလည်းလူတွေဟာကာမဂုဏ်အာယုန်တွေဟာရှာလို့မဝသေးဘူးပစ္စည်းဥစ္စာတွေလည်းရှာကြတယ်အတိတ်တာရေဝတယ်သုံးဆောင်လို့ပစ္စည်းဥစ္စာရှာလို့လည်းမဝဘူးနော်ရှာလို့ဝတယ်တော်ပြီးမရှာတော့ဘူးဆိုတာမတန်ရှာလို့လည်းမဝဘူးတဲ့ရထားတဲ့ပစ္စည်းကိုအသုံးပြုလို့လည်းမဝဘူးတဲ့သိမ်းထားလို့လည်းမဝဘူးတဲ့နောက်ထပ်သိမ်းနေတယ်ရှာလဲရှာတယ်ရလဲရတယ်သုံးလဲသုံးတယ်သိမ်းထားလဲသိမ်းထားတယ်ဒါတွေတစ်ခုမှအာရတင့်တိမ်သွားတယ်လို့မရှိဘူးတဲ့အဲ့ဒါလို့အာရတင့်တိမ်မှုမရှိခင်ပဲဘဝတစ်ခုဟာဆုံးသက်သွားကြပျော်လို့မဆုံးခင်ပြီးသွားကြတယ်လို့ဒီလိုဆိုတယ်နော်လူဘဝဟာပျော်လို့မဆုံးခင်ပြီးသွားကြတယ်တဲ့အဲ့ဒါလို့မြတ်စွာဘုရားဒီဇာလန်းကိုဟောတာအဲ့ဒီမှာကုသိုလ်ကောင်းမှုလုပ်ပြီးတော့ကိုချင်းတရားနဲ့ပြည့်စုံပြီဆိုရင်နောက်ဘဝမှာကောင်းရသူရိဘုံကိုရောက်နိုင်တယ်ဆိုတာဟာလည်းပဲသိချပေါက်ပဲပစ္စသက်ခိပမောဒနာဒီလိုရခြင်းလဲကိုချင်းသီလကိုပဲထိမ့်သိမ်းစောရှော့ပါဘဝချမ်းသာရချောင်းရှာကြမယ်ဆိုရင်ကိုချင်းသီလဟာစိတ်ချရဆုံးသိချဆုံးဖြစ်တယ်ဆိုတာကိုမြတ်စွာဘုရားဟောကြားခြင်းပဲဖြစ်ပါတယ်တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့ဘဝထဲမှာချမ်းသာဒုက္ခရအောင်ရှားခြင်းများလို့ရှိရင်ကိုချင်းသီလကိုမမိတ်မသုံးမိမိတို့တဏ္ဍာမှာပြည့်စုံအောင်စင်ကြယ်တဲ့ရှင်စင်ကြယ်အောင်ကြိုးစားအထောက်ကြအမှာဖြစ်တယ်လို့ကိုယ်စီအတိတရားရပြီးကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်းမေတ္တာပို့ကြမယ်တတ္တဝါများစွာဘေးရန်กว่าချမ်းသာကြပါစေတတ္တဝါများစွာဘေးရန်กว่าချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းမာစိတ်ချမ်းသာလိုရာဆန္ဒပြည့်ပါစေဘုံလန္တဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမမနောတရတိသဗ္ဗေတံဘဝယန္တုဒုက္ခန္တကမေတ္တာပုံနေတုသင်္ကမစုပေါင်းပုအမေတ္တာတဟုရောင်မြူပါဝင်ငွေလာမင်းနှင့်ရောင်ချင်းရှဲယုံပေါင်းဆောင်ရခြင်းကြောင့်သဗ္ဗေတံကျွေးမဲ့ဥတ္တုံလုံးစုံများစွာတတ္တဝါတို့၏မနောတရတိမြမြဖြူစင်အေးကြည်လင်းသည့်ရေစဉ်ပြည့်တင်းစိတ်နှလုံးတည်ဟုသောရေအိုင်ကြီးအတွင်၌ဒုက္ခပင်သာစင်ထာဝရဤမြจิตာတာယာပွင့်လန်းချမ်းသာဒုက္ခတည်ဟုသောကုမုဒ္ဒရာကြာပန်တို့သည်ဖုံးလန္တဝန္တာရွှေမြူဝမုံလူလျက်ကြည်နူးပွဲကြုံဖူးပွင့်ညကုန်သည်ဖြစ်၍သုခန္တကလေအောင်လေတဲ့ရောရှက်သင်ပြပိတိတည်ဟုသောယနံတို့သည်ဘဝယန္တုကောင်းစွာမဲ့သွေကြိုင်လိုက်၍နေကြပါစေကုန်သတည်းသာဓု